ဒီနေ့အတွက်ကတော့ဝတ်သားနဲ့ဝဘိုးမြင့်ချင်ချက်နီးလေးပြောပြမယ်နော်ဝဘိုးမြင့်ချင်ကိုနှွေးနှွေးတစ်စိတ်ကိုတုံထားပါတယ်သူ့ကိုhighway လမ်းမပုံကနေဝယ်လာပါသူ့အတွက်ကျက်သွန်နီလေးတွေတေးသေးလေးတွေအနေထားလေးဖြစ်အောင်လို့ဒါလေးနဲ့ပဲတစ်ချက်တီးပါမယ်ပြီးရင်တော့ကျက်သွန်ဖြူလေးတွေခွာထားပါမယ်အားလုံးခွာပြီးသွားရင်စင်တစ်ပြင်ပြီးသွားပြီဆိုရင်တော့ဒီမြင့်ချင်လေးဘူးလေးကိုဖောက်မယ်ပေါ့နော်မြင့်ချင်ဘူးလေးကတတရရလေးပြပိတ်ပေးထားရဲ့ခီးသွားတဲ့လူတွေလည်းဝယ်သွားရင်အဆင်ပြေရပေါ့နော်သူကမြင့်ချင်တဲ့လုံးဝမထွက်ပဲနဲ့ packaging တော်ကောင်းပါရဲ့အထဲမှာလည်းနှစ်ထပ်ထုတ်ပေးထားပါရဲ့ဒါကပထမတစ်ထပ်ခွာပြီးပေါ့နော်အခုဒုတိယတစ်ထပ်ခွာပြီးတော့မှဒီမြင့်ကိုရမှာပါသူမြင့်ကလည်းတော်တော်လေးကောင်းတယ်ပေါ့နော်ဈေးတဲ့အခါမှာလည်းအခုလိုမျိုးတလွာချင်းစီဆေးလို့ရအောင်လို့သူတို့ဘက်ကတေးချာချာလေးလုပ်ပေးထားပါရဲ့ပြီးရင်တော့မြင့်ကိုကြိုက်တဲ့ပုံစံလေးနှီးလို့ရပါရဲ့ဒါကအခုစပယ်အနေနဲ့နှီးပြထားပါပြီးရင်တော့ဒါကတီဗီတာမြင့်ချင်လေးကိုပကံလေးထည့်ထားတာပါဒါကဝတ်သားကိုစားနဲ့စနွေးလေးနေထားတာပါပြီးရင်တော့အိုးထဲမှာပထမအောင်ဆုံးမြင့်ချင်လေးတွေကိုအရင်ဆုံးပြုတ်ပါမယ်အဲ့လိုပြုတ်လိုက်ခြင်းအပြင်ကျမကြီးနဲ့ပို့ပြီးတင်းတော်ပါရဲ့ပြင်ပြုတ်ပြီးတော့တရီသွန်းလိုက်မယ်ပေါ့နော်ပြီးတော့မှချက်ပါမယ်ဒဲဦးလေးတွေကိုစီထည့်မယ်ပြီးရင်ခုနကလီထားချက်သွန်နီရဲ့ချက်သွန်ဖြူလေးရဲ့ကိုတခါလဲအနက်မွေလာတဲ့အထိစီတက်ပေးပါမယ်ပြီးရင်တော့နေထားပြီးနှက်ထားရဲ့ဝတ်သားလေးတွေပါတခါလေးထည့်ပါမယ်လုံးချက်မှာပေါ့နော်ပြီးရင်ငံပြရေးအနောက်လေးပါနည်းနည်းထည့်ပါမယ်ပြီးရင်တော့ထပ်ပြီးတော့ဝတ်သားညှိနှံပြောင်းသွားအောင်လို့လုံးပါမယ်လုံးလေးရဲ့အချိန်တော့တွင်မှာငရုတ်ကောင်းလေးနည်းနည်းပါထည့်ပြီးတော့လုံးပေးပါမယ်ပြီးသွားရင်တော့ရေလေးနည်းနည်းထည့်ပြီးတော့တကယ်အနံ့ပြောက်တဲ့အထိလုံးပါမယ်အနံ့ပြောက်သွားပြီဆိုရင်တော့ခုနကပြုတ်ထားတဲ့မြင့်ချင်လေးပါတခါလေးထည့်ပါမယ်ထည့်ပြီးတော့ရေကိုမြုပ်တဲ့အထိတခါလေးနူးအောင်ကိုချက်ပါမယ်ရေကခံသွားရင်ရေလေးနည်းနည်းလေးထပ်ထည့်ပြီးပေါ့နော်ဒီဟာကဝတ်သားနဲ့မြင့်ချင်အချိုးချက်လေးပါဒါလေးနူးသွားပြီဆိုရင်တော့ဝတ်သားနဲ့မြင့်ချင်ဟင်းလေးတစ်ခွက်ရပါပြီအားလုံးပဲဒီနီးနဲ့လိုက်လုပ်စားကြည့်ပါအောင်နော်ကျေးဇူးများကြီးတင်ပါတယ်